မက်ကူရီကိုအခုချက်ချင်းခေါ်ဒါပေါ်ထက်လူချင်းမှာတော် Ibrahim ပိုလာလေးကိုညံကုန်ပို့လိုက်အားလုံးပဲမင်္ဂလာပါ Jam Boy Miss Burmese Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါလက်ရှိအပြောင်းရွှေ့ကာလကိုကျွန်တော်တို့ဖြတ်သန်းနေရတာပေါ့လေကျွန်တော် Liverpool ပရိသတ်တွေအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါတမိုင်းတစ်လျှောက်ကျွန်တော်တို့ထင်ပါတယ်ဘယ်ခေတ်ကအားပေးတဲ့ Liverpool ပရိသတ်ပဲဖြစ်ဖြစ်ဒါလက်ရှိဖြတ်သန်းနေရတဲ့ဒီ transfer market transfer window ဒီကျွန်တော်တို့ Liverpool ပရိသတ်တွေတော်တော်လေးကိုကောင်းတယ်တော်တော်လေးကို hype ရှင်စရာကောင်းတယ်တော်တော်လေးကိုပြိုင်ပတ်ပရိသတ်တွေကတော့အားကြစရာကောင်းတဲ့ transfer window တစ်ခုကိုကျွန်တော်တို့ဖြတ်သန်းနေရတာဒါမျိုးခံစားချက်မျိုးကျွန်တော်တို့မရရှိခဲ့ဘူးကျွန်တော်တို့ဒီကတဲ့ຢာတွေကဒါအတင်းကိုကျွန်တော်တို့ခံနေရတယ်ရှိခဲ့ကြတယ်ဘာလို့လဲဆိုတော့နီးပြအပြောင်းလဲမှာဒါနီးပြရာခင်ကလော့ရဲ့လက်ထက်ကနေမှနီးပြအာနစ်လော့ကိုအပြောင်းလဲမှာဆိုလို့ရှိရင်ကျွန်တော်အတင်းကဘာတွေဖြစ်သွားမလဲဆိုပြီးတော့စိတ်ပူခဲ့ကြတယ်ကျွန်တော်ရှိမှဆိုလို့ရှိရင်တာလကားတွေအများကြီးကျွန်တော်ပရီးမီးယားလိမှာပဲကြည့်မယ်ဆိုလို့ရှိရင်မြင်ရတဲ့ဒါအာဆင်နယ်တို့မန်ချက်စတာယူနိုက်တက်တို့ဘယ်လောက်ထိရုံးကန်ခဲ့ရလဲဆိုတာကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်ဒါမန်ချက်စတာယူနိုက်တက်ဆိုလို့ရှိရင်လက်ရှိချိန်ထိရုံးကန်နေရအောင်လို့ပြောပြရတယ်ဗျာဆိုတော့ဒါလီဗာပူးအနေနဲ့လေဒါနီးပြရာခင်ကလော့အထွတ်ဒါနီးပြအာနစ်လော့အဝင်မှာအများကြီးဒီလိုတွေဖြစ်သွားနိုင်တယ်ဆိုကျွန်တော်ထင်ခဲ့ပေမဲ့လည်းနီးပြအာနစ်လော့အတင်းကိုအကောင်းဆုံးဒါမောင်းနေနိုင်ခဲ့ဒါကျွန်တော်ကနီးပြအာနစ်လော့ကိုချီးကျူးတယ်ရင်တော့ဆိုလို့ရှိရင်နီးပြရာခင်ကလော့ကိုချီးကျူးတယ်ဒါပေမဲ့ကျွန်တော်တို့တွေဒါ FSG ကိုဆိုလို့ရှိရင်ကျွန်တော်အမြင်မကြည့်ကြဘူးဒါပေမဲ့ဒီ FSG တို့ Michael Edwards တို့ Liverpool တင်းရဲ့ management တွေတည်တယ်ဒါ Liverpool တင်းဒါလက်ရှိလိုမျိုးထူးထူးခြားခြားပြန်ဖြစ်လာတယ်လက်ရှိ modern ခေတ်မှာအားကောင်းလာတဲ့ Liverpool တင်းပြန်ဖြစ်ဖို့အတွက်လည်းသူတို့တွေကဒါတော်တော်လေးကိုအရေးကြီးတဲ့ခိုင်းကဏ္ဍတွေကနေပါဝင်ခဲ့တယ်ဆိုတာတော့သိကြတယ်ဗျာဆိုတော့ဒါလက်ရှိမှာဆိုလို့ရှိရင်တော့ Liverpool တင်းရဲ့ဒါ structure ရဆိုလို့ရှိရင်ဒါ Liverpool တင်းရဲ့နီးပြအာနစ်လော့ကဒါဒီအပြောင်းရွှေ့တွေမှာအဲ့လောက်ကြီးဒါအဆုံးဖြတ်ခွင့်အများကြီးမပေးရဘူးဒါသူ့ဝင်ပြီးတော့ဆွေးနွေးခွင့်တော့ပေးမှာပဲနီးပြဖြစ်တဲ့အတွက်ဒါပေမဲ့တကယ် main decision တွေကိုဒါ Richard Hughes တို့ဒါ Michael Edwards တို့ကနေမှဒါဆုံးဖြတ်တယ်ဒါအစင်းစစ်စီမယ်ဆိုလို့ရှိရင်တော့ Richard Hughes တို့ရဲ့အထက်မှာဆိုလို့ရှိရင်ဒါ Michael Edwards တို့ရဲ့အထက်မှာဆိုလို့ရှိရင်ဒါ John Henry တို့ရှိမယ်ပေါ့ဗျာဒီလိုပုံစံမျိုးဂျားထဲမှာတခြားBusiness Director ဘာညာတွေပေါ့နော်ဒါမျိုးတွေလည်းရှိဒါမျိုးတွေလည်းရှိတယ်ဒါပေမဲ့အဓိကကတော့ဒီလူတွေတို့ပြောလို့ရတယ်နီးပြ artist တော့ကတော့ဒါဒီဆင်လိုက်မယ်ဆိုလို့ရှိရင်တော့အောက်ဆုံးမှာရှိတယ်ဆိုတော့ဒီຢာတွေအပြောင်းအရွှေ့တွေကိုအဓိကလုပ်နေတာဒီအသင်းရဲ့ management တွေတို့ပြောလို့ရဆိုလက်ရှိအပြောင်းအရွှေ့တွေကိုကြည့်မှဆိုရင်တော်လေးကိုဒါကျွန်တော်အစပြောခဲ့သလိုပဲတော်လေးကိုအားရဖို့ကောင်းတယ်လီဗာပူးတင်းကနီးပြ artist တော့ထွက်သွားဒီနီးပြလီဗာပူးတင်းကဒါညာနောက်ခံလူထရန်လက်ဇနာအာလို့ထွက်သွားတယ်သူ့ရဲ့နေရာမှာဆိုလို့ရှိရင် Jeremy Frimpong ကိုဒါအစားပြန်ထိုးနိုင်ခဲ့တယ်ပြီးတော့ဘယ်နောက်ခံလူနေရာမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါဒီ Andrew Robertson ရဲ့နေရာကိုဒါ Milos Kerkez နဲ့ဒါအစားထိုးနိုင်တော့မယ်ဒါကျွန်တော်အခုဗီဒီယိုရိုက်နေတဲ့အချိန်မှာတော့ official မဖြစ်သေးဘူးဒါပေမဲ့ဒါဒီကိစ္စကလည်းတရနေ့ရဲ့အတွင်း official ဖြစ်သွားဖို့များတယ်ဗျကျွန်တော်ရောက်ပြီလို့ဒါသတ်မှတ်လို့ရတယ်ပြီးတော့ကျွန်တော်တို့ဒီဒါ Florian Wirtz ကိုလည်းဒါစံနေနေမြောင်းချေချေတခုပေးပြီးတော့မှဒါခေါ်နိုင်ခဲ့တယ် Florian Wirtz ကပြီးခဲ့တဲ့200ရဲ့ခြေစွမ်းတွေကတော်တော်လေးကိုမှ Bundesliga ကအကောင်းဆုံးလို့ပြောလို့ရတဲ့ဒါ level တခုကိုပြသနိုင်ခဲ့တယ်ဒီလိုကစားသမားမျိုးကိုလည်း Liverpool တင်းကဒါခေါ်ယူနိုင်ခဲ့ဆိုတော့လက်ရှိအချိန်ကြီးကြည့်မယ်ဆိုလို့ရှိရင် Liverpool တင်းလုံးနေတဲ့အပြောင်းအရွှေ့တွေကတော်တော်လေးကိုတော့အားရစရာကောင်းတယ်ဆိုတာမှန်ပဲဒါပေမဲ့ Liverpool အသင်းအနေနဲ့ဒါဆက်ပြီးတော့ရောင်းချဒါမဲ့ကစားသမားတွေရှိတယ်ပြီးတော့ဒါ Liverpool အသင်းထပ်ပြီးတော့အားပြေးရမယ့်အပိုင်းတွေရှိတယ်ဆိုတော့ဒီအပိုင်းလေးတွေကိုကျွန်တော်တို့ဒီဗီဒီယိုလေးမှာဆက်ပြီးတော့ဆွေးနွေးလိုက်ကြတာပေါ့ဗျာပထမဆုံးအနေနဲ့ Liverpool အသင်းတေချာပေါက်ဒါကစားသမားတွေကိုရောင်းချဖို့ဆိုတော့လက်ရှိအချိန်ထိထပ်နေတဲ့သတင်းတွေကိုကြည့်မယ်ဆိုလို့ချင်းဒါဝန်နူးတဲ့အသင်းကထွက်ခေါ်သွားနိုင်တယ် Federico Chiesa အသင်းကနေထွက်သွားနိုင်တယ်ပြီးတော့ဒါဂျန်နဲ့ဒီဂျာတဲ့ concept တော့ပါဆိုလို့ချင်းအသင်းကဒါထွက်ဖို့တေချာသလောက်ဖြစ်နေပြီဆိုတော့ဂျန်နဲ့ကစားသမားတွေလည်းရှိဆိုတော့ဒီကစားသမားအထွက်တွေကိုကျွန်တော်တို့ဒါလက်ရှိပြည်သက်တွေကကြည့်ရတာလက်ရှိ Liverpool တင်းကစားသမားတက်တွေရောက်တယ်ပြီးတော့ဒါဝန်နူးနဲ့ဆိုကစားသမားမျိုးတွေခြေစားလိုကစားသမားမျိုးတွေကိုကြိုက်တဲ့ဒီ personally ရတယောက်ချင်းတွေကိုကြိုက်တဲ့ပြည်သက်တွေကပြောမယ်ဆိုရင်ဒါဝန်နူးနဲ့ဆိုလို့ရှိရင်ဒါ Liverpool ပြည်သက်တော်တော်များများကြိုက်ကြတယ်ဆိုတော့ဒါဝန်နူးနဲ့ကိုဆိုလို့ရှိရင်မထွက်စေချင်ရအောင်ဒါပေမဲ့Liverpool ရဲ့ point of view ကနေကြည့်မယ်ဆိုလို့ရှိရင်လက်ရှိခေါ်လိုက်တဲ့ဒီ Frimpong Milos Kerkez က Liverpool ဒါလက်ရှိပေးရမယ့်ဒီလာစားကတစ်ပတ်ကိုပေါင်3သိန်းလောက်ကိုပေးရဒီထက်ပိုပြီးနည်းပြီးတော့ပြီးလို့မရဘူးဒီထက်ပိုပြီးတော့အများကြီး Liverpool ကပေးမှာမဟုတ်ဘူးဆိုတော့တစ်ပတ်ကိုပေါင်3သိန်းက Jeremy Frimpong ဆိုလို့ရှိရင်လက်ရှိတစ်ပတ်ပေါင်3သိန်းလို့သိရတယ်ဗျာ Jeremy Frimpong ဆိုလို့ရှိရင်တစ်ပတ်ပေါင်3သိန်းပေးရမယ်ဒါ Milos Kerkez ကိုဆိုလို့ရှိရင်လည်းအဲ့ထက်မနည်းမများတဲ့ပမာဏတစ်ခုကို Liverpool ကပေးရဆိုတော့အနည်းဆုံးတော့ပေါင်9000ပေါင်6000ဒါနဲ့3သိန်းလောက်ထိဒါ Liverpool က Milos Kerkez တို့ကလည်း300အောင်မယ်ပြီးတော့ Florian Wirtz ဆိုလို့ရှိရင် Liverpool ကဒါလာစားလက်ရှိချိန်မှာဆိုလို့ရှိရင်တစ်ပတ်ကိုပေါင်2သိန်းနဲ့ဒါ bonus ဘာညာနဲ့ဆိုလို့ရှိရင်တစ်ပတ်ကိုပေါင်2သိန်းခွဲလောက်ထိဒါကြားတဲ့မယ်ဆိုပြီးတော့ report တွေရကျွန်တော်တို့သိကြတာလည်းရှိတယ်သူမျိုးဆိုရင် Florian Wirtz ကလာစားပေါင်ဒီတစ်ပတ်ပေါင်2သိန်းနဲ့ထိန်းထားတယ်ဆိုပေမဲ့ဆိုဒီ bonus ဘာညာနဲ့ဆိုလို့ရှိရင်သူ့ပြီးရတဲ့လာစားလည်းများတယ်ဗျာပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ရာဒီကမှဒါ Mohamed Salah ကိုဆိုလို့ရှိရင် Liverpool ကဒါကလပ်အသင်းတမိုင်းတစ်လျှောက်ဘယ်တော့မှကျွန်တော်တို့မပေးဘူးလို့ထင်ထားတဲ့လာစားကိုဒါထုတ်ပြီးတော့ပေးခဲ့ရတယ်။ဘာကြောင့်လဲဆိုတော့ဒါမိုဆာလာကိုပြီးခဲ့တဲ့ရာတွေကခြေသွားနေတဲ့ဒါလီဗာပူးတင်းဒါဆုံးရှုံးခံလိုက်မယ်ဆိုလို့ဒီရာဒီဒါလီဗာပူးတင်းဒါတခုခုကြောင့်အလွဲမှားဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ဒါ FSG တော်တော်လေးကိုထောင်းခံရမှာမိုဟာမက်ဆာလာကိုမထိန်းသားလို့ဆိုတဲ့ကိစ္စကျွန်တော်တို့ဒါမိုဟာမက်ဆာလာမပြောနဲ့ဗျာဆာရီယိုမာနေထွက်သွားတော့လီဗာပူးတင်းရှာရင်တော့မာနေကိုမထိန်းသားလို့ဆိုပြီးတော့ဒါပြည်သက်တွေကပြောကြတယ်ဆိုတော့ဒါလက်ရှိချက်မှာဆိုလို့ရှိရင်မိုဆာလာဒါမရှိတော့ဘူးဒါလီဗာပူးတင်းဒါတခုခုဖြစ်သွားခဲ့ပြီနောက်ဆုံးဗျာပြီးခဲ့တဲ့ရာတွေကခြေသွမ်းကြီးပဲကြည့်မယ်ဆိုရင်တေချာမမိုဆာလာကိုစာချုပ်ကပေးရမှာပြီးတော့လက်ရှိပေးရတဲ့ဒီလာ
လာတာတပတ်ပေါင်4သိန်းနဲ့5သိန်းဒီ bonus ပါညာနဲ့ဆိုလို့ရှိရင်5သိန်းကတေချာပေါက်ပေးဖို့ပြရအောင်ဆိုတော့ပြောမယ်ဆိုလို့ရှိရင် Liverpool အသင်းကဒီ Premier League မှာဒါလာတာအတင်းကြီးတွေထဲမှာဆိုလို့ရှိရင်လာတာပေးရတော်တော်လေးကိုများတဲ့အသင်းတွေမှာပါတယ်ကျွန်တော်တို့ကဒီချက်ကိုမေ့နေလေးရှိတယ်ဒါလက်ရှိမှာကျွန်တော်လည်းတဲ့ဆိုလို့ရှိရင်လာတာတွေအများကြီးကစားသမားတွေကိုပေးတယ်ဆိုပြီးကျွန်တော်တို့သိရတယ်ဆိုပေမဲ့ဒါသူ့ရဲ့ဒီလာစာကိုအသုံးပြုရတဲ့ဂျာကိုင်နှုန်းကလီဗာပူးနဲ့ထက်အများကြီးနေတယ်ဒါပြောမယ်ဆိုလို့ရှိရင်သူ့ရဲ့ profit တွေဒီအတင်းရတဲ့အကျိုးအမြတ်ကနေပြန်ပြီးတော့အသုံးချရတယ်ဘောလုံးဆိုတာကဗျာဘောလုံးအားကစားဆိုတာကအားလုံးနဲ့သိတဲ့အတိုင်းပဲဒါအမြတ်နေတဲ့အားကစားတစ်ခုဖြစ်တယ်ဆိုပြီးတော့ဒါတော်တော်များများပြောကြတယ်ဟိုဆိုတော့အဲ့လိုအားကစားဘာလို့လဲဆိုတော့အဓိကဒီကစားသမားတွေပုံမှာပြန်သုံးရတဲ့နားစာတွေဒီကျွန်တော်တော်တော်လေးကိုများတယ်တစ်ပတ်ပေါင်း3သိန်း2သိန်းဆိုတာကျွန်တော်တို့ပါဇက်ကနေပြောလို့ဒါဘာမှမဟုတ်တယ်လို့ထင်နေရတယ်တကယ်တမ်းကျတွက်ကြည့်ရပေါင်မှဒီသိန်းဒါမြန်မာငွေနဲ့ဆိုလို့ရှိရင်အစ9000ပေါင်ဝန်းကျင်တော့ကွာတဲ့ငွေကိုမှအဲ့ကစားသမားတွေကတစ်ပတ်ကိုပေါင်သိန်းနဲ့ရှိပြီးတော့ရတယ်ဆိုတော့ဒီလာစာတွေကတော်တော်လေးကိုဒါအတင်းတွေကသုံးရတာများတယ်လို့ပြောလို့ရတယ်ဒီကျမှဆိုရင်လီဗာပူးတင်းဆိုလို့ရှိရင်ဒါလာစာတော်တော်လေးကိုပြီးရတဲ့အတင်းဒါလီဗာပူးတင်းရတဲ့အကျိုးမြတ်က60ရာခိုင်နှုန်းကျော်ကိုဒါလီဗာပူးတင်းကဒါလာစာမှာပြန်ပြီးတော့အသုံးပြုရဆိုပြီးတော့သိရဆိုတော့ဒီလိုရှင်တွေမှာဆိုလို့ရှိရင်လက်ရှိခေါ်လိုက်တဲ့ကစားသမားတွေဆိုလည်းထပ်ပြီးတော့သုံးရမယ်လာစာပြီးကြတဲ့ရာဒီကဒါမိုဆာလာနဲ့ဘာဂျက်မန်နိုင်ကိုပေးထားတဲ့လာစာဆိုတော့ဒီလိုရှင်တွေမှာဆိုလို့ရှိရင်ဒါလီဗာပူးတင်းကလာတာတေချာပေါက်ရှော့ကိုရှော့ဒီထဲမှာဆိုရင်လီဗာပူးနဲ့တေချာကိုစဉ်းစားတင်တာလေဒါဝင်နူးနက်စ်နဲ့ဖက်ဒရီကိုချေးစားဒီကစားသမား2ယောက်ကိုလီဗာပူးနဲ့ပေးထားတယ်လာတာကတယောက်ကိုပေါင်3သိန်းခွဲနီးပါးကိုပေးထားတာတစ်ဖက်ကိုပြောလို့ဆိုရင်တော်တော်လေးကိုများတဲ့အမောင်များလက်ရှိကျွန်တော် frame form ကိုပေးရတာမှဒါ2သိန်းပဲပေးရတယ်ဒါ frame form ပေးရတာမှဒါတစ်ဖက်ကိုပေါင်3သိန်းပဲပေးရတယ်ပြီးတော့ဒါဒီတော်ရဝစ်ကိုကျွန်တော်ခေါ်လိုက်တာပေးရတာတစ်ဖက်ပေါင်2သိန်းပေးရဒါဝင်နူးနက်စ်ဆိုကစားသမားမျိုးချေးစားလို့ကစားသမားမျိုးတစ်ဖက်ပေါင်3သိန်းခွဲဆိုတာတော်တော်လေးကိုများတဲ့အမောင်တွေမှာပါဒါကြောင့်လည်းကျွန်တော်ကဒါလူဝစ်ဒီယက်ကိုလီဗာပူးနဲ့မယောင်းချနိုင်ဘူးလို့ကျွန်တော်ထင်တာအဲ့ဒီအပိုင်းဘာလို့လဲဆိုတော့လူဝစ်ဒီယက်ဆိုဒီယက်ကိုလီဗာပူးနဲ့လက်ရှိပေးရတာတစ်ဖက်ကိုပေါင်9000ပဲပေးတာဒါဝန်နူးနဲ့ကို3ပတ်ပေးရတယ်လားစားဒူဝစ်ဒီယက်ဆိုဒါဝန်နူးနဲ့ကိုတစ်ပတ်ပေးရတယ်လားစားလူဝစ်ဒီယက်ကို3ပတ်ပေးတာညာဆိုတော့လူဝစ်ဒီယက်ကိုလီဗာပူးနဲ့ဆက်ထင်းပြီးတော့မှကျွန်တော်လက်ရှိသတင်းတွေမှာတွေ့နေတဲ့အတိုင်းပဲအလွတ်ပြောင်းရွှေ့ခြင်းနဲ့စာချုပ်ပြီးမှထောက်ခွာခွင့်ပေးလိုက်တယ်လီဗာပူးနဲ့ကတန်တယ်ဗျာအဲ့တော့လူဝစ်ဒီယက်ကိုလီဗာပူးနဲ့တေချာပေါက်ဒါဝန်နူးနဲ့ဆိုတာခြေသာတော့ကိုအရင်ရောင်းပြီးတော့မှဒါလူဝစ်ဒီယက်ကိုကအတင်းကထွက်ကျင်နေဆိုမှဒါလူဝစ်တွေကိုရောင်းမှာမဟုတ်လို့ရှိရင်လူဝစ်တွေကိုလီဗာပူးကဆက်ထိန်းထားနိုင်တယ်ကျွန်တော်အမြင်ကတေချာပေါက်ဒါဝန်နူးနဲ့ခြေသာနဲ့ပို့လီဗာပူးနဲ့ရောင်းကိုရောင်းချဘာကြောင့်လဲဆိုတော့လက်ရှိပေးထားတဲ့ဒီလာစာတွေကလီဗာပူးနဲ့ထပ်ခေါ်လာတဲ့ကစားသမားတွေရဲ့အခြေအနေဆိုတော့လီဗာပူးနဲ့လာစာကို balance ဖြစ်ဖို့ဆိုရင်ဒီကစားသမားတွေကတေချာပေါက်ရောင်းချတဲ့ကစားသမားတွေဖြစ်တယ်ဆိုတာတော့သိကြတယ်ဗျာပြီးတော့ဒါကျွန်တော်တို့ဟာတာ Harvey Elliott ဆိုလို့ရှိရင်လီဗာပူးကလက်ရှိချိန်မှာတစ်ပတ်ကိုပေါင်4000နီးပါးပေးထားရတယ်ဆိုတော့ဒီကစားသမားကိုလည်းလီဗာပူးတင်တေချာပေါက်ဒါဒီပြောင်းရွှေ့မှာရောင်းချသွားမှာဆိုတော့ချေ Harvey Elliott နဲ့လီဗာပူးနဲ့အခြေအနေကတော့ကျွန်တော်အမြင်ရကတော့ဒါဒီလီဗာပူးက Harvey Elliott ကိုဒါ Diamond ဆိုပြီးတော့အမြဲတမ်းလီဗာပူးရဲ့ page မှာတင်လို့ရှိရင် Diamond တို့တင်ခဲ့တာတကယ်ကျယ်ပွင့်ကစားသမားစိန်တုံးလေးပေါ့လေတို့တင်တန်ဖိုးထားတဲ့ကစားသမားလို့လီဗာပူးကအမြဲတမ်းညှိုးဆိုလေးရှိတယ် Harvey Elliott ကိုယ်တိုင်လည်းလီဗာပူးရဲ့ playedဖြစ်တယ်ပြီးတော့လီဗာပူးမှာကစားရတာကိုကြိုက်တယ်ဒါပေမဲ့ပြဿနာကဒါလီဗာပူးကဒါလက်ရှိ Florian Wirtz ကိုခေါ်လိုက်ပြီးတော့သူ့ရှေ့မှာဆိုလို့ရှိရင်အရန်ကုန်မာတင်ပဲဒါ Waterloo Ando တို့ပြီးတော့ဒီ Curtis Jones လို့ရှိတယ်အခုဆိုရင် Steven Bicette ကလည်းပြန်ရောက်လာပြီဆိုတော့ဒီ Florian Wirtz ကလည်းထပ်ရောက်လာတယ်ဆိုတော့ဒီ Harvey Elliott ရဲ့အနာဂတ်ကဘာမှမသိဘူးဗျာဆိုတော့အဲ့လိုအချိန်တွေမှာဆိုရင်သူကပွဲကစားခွင့်တွေကိုဒါလက်ရှိချိန်မှာဆိုရင်လိုချင်မှာပဲသူက Diamond ပဲဖြစ်ပါပဲအဲ့ Diamond ဆိုတာလည်းကွင်းထဲမှာရှိနေမှာသူခြေသွားကိုပြလို့ရအောင်ဆိုတော့ Harvey Elliott အနေနဲ့ကလည်းဒါအတင်းကထွက်ခေါ်သွားဖို့ဒါစဉ်းစားနေတဲ့ပုံစံမျိုးဆိုတော့လက်ရှိအခြေအနေကလီဗာပူးနဲ့ကွင်းလယ်မှာ Harvey Elliott ကိုနေရာမပေးနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်ကတော့ဒါထုတ်လိုက်တယ်လို့မြင်ရတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်နောက်မှာဆိုလို့ရှိရင်ဒါမက်ကိုနီကထားပါတော့ဆိုတော့ train union ကိုဗျာတဲလန်ကစားသမားလေးရှိတယ်ဆိုတော့ဒီကစားသမားကိုကျွန်တော်ကစင်တင်တော့မယ်ပရိသတ်တွေလည်းမြင်မြင်ရတယ်ဆိုတော့ Harvey Elliott ရှိနေလို့ရှိရင်ဒီ Harvey Elliott နဲ့ဒါ train union နဲ့ရှင်ပြီးတော့ဒါနှစ်ယောက်ရွေးချယ်တွေကရှိနေဆိုလို့ရှိရင်ဘယ်သူကနီးပြပို့ပြီးတော့အရေးကြီးတဲ့ရှင်တွေမှာဆိုရင် Harvey Elliott ကိုပဲတုံးပါပဲဆိုတော့အဲ့လိုရှင်တွေမျိုးမှာဆိုရင် Harvey Elliott ကမရှိတော့ဘူးဆိုရင်ဒါနောက်ထပ် Academy ရဲ့လူငယ်ကစားသမားတွေအတွက်လေဒါထပ်ပြီးတော့နေရာတွေရလာနိုင် Harvey Elliott ကိုယ်တိုင်လည်းပွဲကစားခွင့်ရတဲ့နေရာမှာဒါတွားပြီးကစားမယ်ဆိုလို့ဒီသူ့ရဲ့ကစားသမားဘွားကဒါပို့ပြီးတော့နောက်ထပ်ခြေလမ်းတစ်ခု Harvey Elliott လည်းတွားနိုင်တယ်ဆိုတော့လက်ရှိ Brighton နဲ့သတင်းတွေပိုင်းထွက်နေရတယ်ကြားရတယ်ဒီပေါ်ဘူလင်းကလည်းဒါမျှတတဲ့ပြောင်းရွှေ့ကြီးတစ်ခုနဲ့ဒါ Harvey Elliott ကိုလက်တော့မယ်လို့တော့ကျွန်တော်ယူဆရတယ်ပေါ့နော်ဆိုတော့ဒါ Darwin Núñez က Federico Chiesa Harvey Elliott ဒီကစားသမားတွေကတော့ Liverpool တင်ဒါတေချာပေါက်ဒီပြောင်းရွှေ့ကနေ Liverpool တင်ကထွက်သွားနိုင်တဲ့ကစားသမားတွေလို့ကျွန်တော်မြင်တယ်ပြီးတော့ဂျာနယ်ကွန်ဆက်ကလည်းကြည့်ချင်ပါလို့ရှင်တေချာပေါက်ထွက်ဖို့ရှိနေပြီပေါ့ဗျာပြီးတော့နောက်တန်းမှာကြည့်မယ်ဆိုလို့ရှိရင် Liverpool တင်ကဂျိုကိုမတ်ကိုတေချာပေါက်ဆက်ထိန်မယ်ဘာကြောင့်လဲဆိုတော့ဒါဂျာနယ်ကွန်ဆက်ကိုကြောင်းမယ်ဆိုရင်အင်္ဂလန်သားထပ်ပြီးတော့ထွက်သွားပြီပြီးတော့ Trent Alexander-Arnold အင်္ဂလန်သားပဲ
လီဗာပူးနဲ့ထွက်သွားဆိုတော့ဒါ home group လေယာရဲ့ဒါစီမင်းတွေကလီဗာပူးနဲ့ home group တွေကထင်းရမယ်ဒါလက်ရှိ free form ကပြန်ရောက်လာတယ်သူကနယ်သာလန်နိုင်ငံသားဆိုပေမဲ့ဒါ Manchester မှာပဲဒါငယ်မွေးချမောက်ဖြစ်ခဲ့တာဖြစ်တဲ့အတွက်သူကတော့ဒီ home group စင်းရင်းထဲမှာပါတယ်ဆိုတော့ဒါဂျာရီကွန်ဆာထွက်သွားမယ်ဆိုလို့ရှိရင်လီဗာပူးတွေကဂျိုကိုမတ်ကိုထပ်ပြီးတော့ရောင်းလို့မရအောင်ဆိုတာတော့သိကြတယ်ဒီ home group လူစင်းမှာသူတို့တွေ fair ဖြစ်အောင်ဒါကြောင့်လည်းဒါနောက်တန်းမှာဆိုလို့ရှိရင်ကျန်တဲ့ဒီနောက်ဒီဥရောပတလွားကနောက်တန်းတွေထက်ဒါဟာအင်္ဂလန်ပြည်တွင်းကပဲဒါ Crystal Palace တင်ကဒါမတ်ကူကီနဲ့တင်းတွေထွက်နေဆိုတာလေဒီအကြောင်းတွေပါတယ်ကစားသမားစားတော့တစ်နှစ်ပဲကျန်တာတွေရောပြီးတော့ဒါလက်ရှိဒါအင်္ဂလန်သားဖြစ်နေတဲ့ဆိုတဲ့အချက်တွေပေါ့ဒါတွေကြောင့်လည်းပါတယ်ပေါ့ဗျာဆိုတော့ဒါမတ်ကူကီဒါကီဗာဟီမာကိုနာတီဒီပြောင်းရွှေ့တွေကိုကျွန်တော်ဆက်ပြီးတော့ဒါဆွေးနွေးလိုက်ကြရအောင်ဆိုတော့ကြည့်မယ်ဆိုလို့ရှိရင်လက်ရှိလီဗာပူးအသင်းကအီဗာဟီမာကိုနာတီကလာစားအများကြီးလိုချင်တယ်သူကတပတ်ကိုပေါင်3သိန်းဒီပတ်ဝန်းကျင်တော့ကိုသူမှန်းနာပုံရတယ်သူရဲ့လက်ရှိခြေစွမ်းနေတယ်သူကလည်းဒါလက်ရှိဥရောပအကောင်ဆုံးနောက်ခံလူတွေတယောက်လို့သူ့ကိုသူခံယူနာပုံရတယ်ဒါသူဒါမဲ့တကယ်တမ်းအပွင့်လင်းလင်းပြောရရင်သူ့ level ကဒါဗာဂျယ်ဘန်ဒက် level မျိုးဒါမရှိသေးဘူးဆိုတော့တေးကြတယ်ကျွန်တော်တို့ဒါနိုင်ငံပွဲတွေပိုင်းမှာတွားကြည့်နေပြီးတော့ဒီမှာကိုနာလေးဘလောက်အမားများရဲဆိုတော့ကျွန်တော်မြင်ရတယ်ဆိုတော့လီဗာပူးတင်းကလည်းကိုနာလေးကိုအများဆုံးဗျာ2သိန်းပေါ့တပတ်ဟုတ်တယ်မလားသူအဲ့ချက်ပို့ပြီးတော့ကိုနာတီကိုပေးမှာမဟုတ်ဘူးကိုနာတီကတော့ဒီထက်ပို့ပြီးတော့လိုချင်တယ်ဆိုလို့ရှိရင်တော့လီဗာပူးတင်းနဲ့ကိုနာတီနဲ့ကြားထဲကအကွဲပြေးဇလန်းတွေကိုကျွန်တော်တို့မြင်ရဖို့ရှိတယ်ဆိုတော့ပြဿနာကဒါလက်ရှိအခြေအနေမှာဆိုလို့ရှိရင်ပုံမှန်လင်းလင်းပြောရရင်လီဗာပူးတင်းကခံရဖို့ရှိတယ်ဗျာပို့ပြီးတော့ဘာကြောင့်လဲဆိုတော့စာချုပ်ကတစ်နှစ်ပဲကြာတော့တာဆိုတော့ကစားသမားဒီတစ်နှစ်ပြီးသွားလို့ရှိရင်အတင်းကနေတေချာပေါ့ဖောက်ခေါ်သွားလို့ရပြီလီဗာပူးတင်းကမင်းစာချုပ်မတိုးရင်ငါတို့ရောင်းမယ်ဆိုပြီးဘလောက်ပဲပြောတည်မယ်ဖြစ်ပါစေအောင်တော့ရောင်းမယ်ဆိုရင်တော့မဝယ်မဲ့အတင်းကရှိအောင်ပါလေဆိုတော့အီဗရာဟီမာကိုနာတီကစာချုပ်တစ်နှစ်ပဲကြာတော့တာဗျာလီဗာပူးတင်းကြိုက်စေးလဲခေါ်လို့ရတော့မဟုတ်ဘူးဥမာရီယယ်မက်ဒရစ်ကလည်းရတယ်ငါတို့မင်းတို့နောက်နေ့မင်းတို့ရောင်းချင်ရောင်းမင်းတို့မရောင်းသေးဘူးစာချုပ်တန်တန်ဒါအာနိုးကိုလောက်သွားလို့ပဲမရောင်းသေးဘူးစာချုပ်တန်တန်ကုန်သွားတယ်ဆိုတော့ကျွန်တော်ငါတို့ခေါ်ဆိုတော့လီဗာပူးတင်းကဘယ်သူ့ကိုတွားရောက်မှာလဲ PSG ကိုတွားရောက်မှာလဲ PSG မှာလည်းသူ့ရဲ့ဒါလက်ရှိဝီလီယံပါချိုတို့ဒီမာကွင်ဟိုတို့ပြီးတော့ဒါဒီဘာနယ်တိုတို့တိတ်စားတဲ့ဒါဟိုကန်ဆက်မှုတွေရှိတယ်ဆိုတော့အီဗရာဟီမာကိုနာတက် PSG ကတော့ဈေးဘယ်လောက်ပေးမှာလဲတကယ်ဟိုPSG ရောဒါဘယ်လိုပြောမလဲဈေးဘယ်လောက်ပေးမှာလဲပေါ့နိအဓိကလီဗာပူးတင်းတောင်းတဲ့ဈေးကိုပေးနိုင်မှာမလားပြီးတော့ကိုနာတင်းနဲ့လီဗာပူးတင်းတွေကဒီစာချုပ်တက်တန်းဆိုတာတောက်လျှောက်ဆွေးနွေးသွားလို့ရတယ်ဗျာဘယ်ချိန်ဆိုဆွေးနွေးသွားလို့ရတယ်ဒါပေမဲ့ရောင်းဝယ်ရကြတော့ဒါ transfer window ဖွင့်တဲ့ချိန်မှာဒါရောင်းဝယ်လုပ်လို့ရဆိုတော့ transfer window ကစာချုပ်တက်တန်းမကုန်ခင်မှာဆိုရင်လက်ရှိဖွင့်နေတယ်ပြီးတော့ဒါလာမယ်ဒီစောင်းရသည် transfer window တခုတော့ရှိတယ်ဆိုတော့အဲ့ဒီချိန်ကြီးအထိဒါလီဗာပူးအသင်းကဘယ်လိုဒါ handle လုပ်သွားမလဲပေါ့လေအဲ့ဒါလေးတော့ချက်ပြီးတော့အီဗရာဟီမာကိုနာတီရဲ့စာချုပ်ကိစ္စကိုတော့ကြည့်ရမယ်လီဗာပူးအသင်းအနေနဲ့ဒီအပြောင်းအရွှေ့မှာမရောင်းနိုင်ဘူးဆိုရင်တော့ဒါမဲ့ဒီ transfer window မှာရောင်းအဲ့ခါကျတော့ဈေးကတော်တော်လေးကိုနည်းသွားလိမ့်မယ်မြတ်ပေါင်20 30ဒီလောက်ပဲရလိမ့်လက်ရှိချိန်မှာရောင်းနေတိတ်အများကြီးရမယ်လို့ကျွန်တော်မထင်ဘူးဆိုတော့သူ့ကိုဝယ်နိုင်မယ်လို့ထင်တာလေဒါ PSG တို့ဘာလို့ကတော့ပြောလို့မရဘူးဒါလာပြီးတော့ဒီဈေးကောင်းပေးပြီးတော့ဝင်လဲဝယ်သွားနိုင်တယ်ဒီဈေးကောင်းဆိုတာဒါပြမျှတတဲ့ဈေးလေးတစ်ခုပေးပြီးတော့ဝင်လဲဝယ်သွားနိုင်အီဗရာဟီမာကိုနာတီအနေနဲ့ကတော့ချန်ပီယံလိဝင်ခွင့်မရတဲ့ဘယ်တင်းဟိုမှာတော့သူလည်းသွားဆော့မှာတော့မဟုတ်ဘူးဆိုတာတော့သိရတယ်ဒါကြောင့်အီဗရာဟီမာကိုနာတီအထွက်တဲ့တင်းကတော့ပွင့်လင်းပြောရင်ကျွန်တော်ပြောခဲ့သလိုပဲလီဗာပူးကိုပြီးတော့ခံရနိုင်တယ်များတယ်ဒါထွက်လာတဲ့အာနိုပိတ်ဆလို့ပဲဖြစ်သွားနိုင်မလားဆိုတာတော့ကျွန်တော်ဆက်လက်စောင့်ကြည့်ရမှာလေဖြစ်ဆိုတော့ဘာနေနေပါအီဗရာဟီမာကိုနာတီကစာချုပ်တက်တန်းမချုပ်တော့ဘူးဆိုလို့ရှိရင်လီဗာပူးသင်းကလက်ဒီအခုပဲရောင်းနောက်ဒီလက်ကားပဲပေးရအခုခံစစ်နေရပြတော့ဒါလူလိုတယ်လူလိုရဲဆိုတာတေးကြရပြကျွန်တော်တို့မှာဂျာရဲကွမ်ဆတ်တေးကြပေါ့လီဗာပူးတင်းကနေခောက်ခေါက်သွားပြီဆိုတော့သူ့ရဲ့နေရာမှာဒီဂျာရဲကွမ်ဆတ်ရဲ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ကလူပြန်ခေါ်တယ်ဆိုတဲ့နေရာမှာလက်ရှိအီဗရာဟီမာကိုနာတီကဒါသတင်းတွေကလည်းလှုပ်ခတ်နေတာဖြစ်တဲ့အတွက်ဒါပို့ပြီးတော့စိတ်ချရတဲ့ပြောမယ်ဆိုလို့ရှိရင်အီဗရာဟီမာကိုနာတီထွက်သွားလို့ရှိရင်ဗာဂျယ်ဗန်ဒန်နဲ့မတ်ကူကြီးစသဖြင့်ပေါ့လေဒါဗာဂျယ်ဗန်ဒန်နဲ့တွဲပြီးတော့ကစားနိုင်တဲ့ level ရှိတဲ့ကစားဒီဘိုးခန်းစစ်မူကိုလီဗာပူးတင်းကဝယ်ဖို့လို့ဒါကြောင့်လေလီဗာပူးတင်းကမတ်ကူကြီးကိုဒါလိုက်တယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့ဗျာဆိုတော့လက်ရှိမတ်ကူကြီးရဲ့ level ကတော့ဗာဂျယ်ဗန်ဒန်ရဲ့ဘေးမှာထားဆော့မယ်ဆိုလို့ရှိရင်လည်းဒါဗာဂျယ်ဗန်ဒန်နဲ့မတ်ကူကြီးတော်တော်လေးကိုအတွင်းကြီးကစားနိုင်မယ်လို့တော့ဒါ first of all အရင်ဆုံးပြောလို့ရတယ်ဒါပေမဲ့လက်ရှိကြားနေတဲ့သတင်းတွေကကူကြီးကလီဗာပူးတင်းမှာပွဲချောက်ကစားသမားအနေနဲ့သူကစားခြင်းသူ့ကိုခေါ်မယ်ဆိုလို့ရှိရင်ဆိုတော့ကြည့်မယ်ဆိုလို့ရှိရင်ဂူဂီကလည်းစဉ်းစားမှာပဲလီဗာပူးတင်းကိုပြောင်းမယ်ဆိုရင်ဟာလီဗာပူးတင်းမှာအီဗရာဟီမာကိုနာတီနဲ့ဗာဂျယ်ဗန်ဒိုက်ဆော့နေတယ်သူ့အနေနဲ့တေးကြတယ်ဗာဂျယ်ဗန်ဒိုက်ကိုကြော်ပြီးပေါ်ထွက်နိုင်ရအကြောင်းမရှိဘူးဒါပေမဲ့အီဗရာဟီမာကိုနာတီကိုတော့သူကြော်ပြီးတော့ပေါ်ထွက်ကစားခြင်းပါမယ်ဒါကြောင့်သူဒီစကားကိုပြောတာဖြစ်ဆိုတော့လီဗာပူးတင်းကစဉ်းစားစရာရှိတာကโอเคအီဗရာဟီမာကိုနာတီကတော့ဒါအနာဂတ်ကတော့မသေးကြတော့ဘူးဆိုတော့အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်သူ့နေရာကိုလည်းအစားထိုးဖို့တော့လက်ရှိမတ်ကူဂီကခေါ်ဖို့တင့်တော်တယ်ဘာကြောင့်လဲဆိုတော့စာချုပ်တန်တနစ်ကုန်လာချင်းတူပဲဆိုတော့အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်ဒီပေါ်ပူတင်ဘယ်လိုဟန်တယ်လုပ်သွားမလဲပြောချင်တာကမတ်ကူဂီကိုအခုချက်ချင်းခေါ်ဒါပေါ်ထက်လူချင်းမှာတုံအီဗရာဟီမာကိုနာတီကိုရန်ကုန်ပို့လိုက်
ပြီးတော့သူနောက်ရာဒီမှာထွက်မှာကိုဆိုတော့ South Plan နဲ့တိုးလို့မရတော့ဘူးရန်ကုန်ကိုလိုက် Ibrahim Konate ကိုဒါဒုတိယပိုင်းနေဒါလိုအပ်တဲ့ပွဲတွေမှာထည့်ပြီးတော့မက်ကူကြီးကို main line အမှထားပြီးတော့ဒီပုံစံမျိုးနဲ့မက်ကူကြီးကိုခေါ်လိုက်လို့ရတယ်ဒါမှမဟုတ်လည်းဒီရာဒီပြောင်းရွှေ့မှာလည်းတခါတည်း Ibrahim Konate ကိုလည်းရောင်းမက်ကူကြီးကိုခေါ်အဲ့လိုဆိုလို့ရှိရင် Liverpool နဲ့ခန်းစစ်မှုနောက်ထပ်တစ်ယောက်ကိုထပ်ပြီးတော့ခေါ်ဖို့လိုဘယ်လိုလုပ်သွားမလဲဆိုတော့ဆက်လက်စောင့်ကြည့်ရမှာလည်းဖြစ်တယ်ဆိုတော့ Liverpool တင်းဒါမက်ကူကြီးကိုခေါ်မခေါ်ကဒါကြားတဲ့ concept ထွက်သွားတဲ့အပေါ်ကိုတိတ်မမူတည်ပဲနဲ့ဒါ Ibrahim Konate ရဲ့စာချုပ်ပေါ်မူတည်တယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ပေါ့ဗျာဆိုတော့ဒါမက်ကူကြီးနဲ့ Liverpool တင်းရဲ့ပြောင်းရွှေ့ကိစ္စတွေကလည်းစိတ်ကူလှုပ်ရှားတယ်ကျွန်တော်ဆက်လက်စောင့်ကြည့်ရမယ့်အချိန်တစ်ခုတော့ဖြစ်တယ်ပြီးတော့ဗန်တောက်ဆုံးအနေနဲ့ကတော့ဒါကျွန်တော်တို့တင်းရဲ့ဒါတိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးတော့ဘာတွေလုပ်သွားမလဲပေါ့လေဆိုတော့ဒါဝင်လို့လည်းဒီဖက်ဒရီကိုချီစာရထွက်မယ်ဆိုလို့ရှိရင်တေချာပေါ့ Liverpool တင်းရဲ့အထောင်ဒီတိုက်စစ် line မှာဆိုလို့ရှိရင်သူက၄ယောက်ပဲကျန်ခဲ့တော့ဒီကိုဂျူတာရဲ့ဒီကိုရီကပ်ပိုရဲ့ Luis Diaz ကဒီမိုဟာမက်ဆာလာရဲ့ဆိုတော့ Liverpool တင်းရဲ့အဓိကဒါပြီးခဲ့တဲ့ရာသီမှာတုံးသွားတဲ့ line မှာဆိုလို့ရှိရင်အထောင်တိုက်စစ်မှာထောင်းဒီ Luis Diaz ကဒါပဲတောင်းမှာကိုရီကပ်ပိုညာတောင်းမှာမိုဆာလာဒီတွဲနဲ့ဆော့တယ်ဗျာဒါပေမဲ့အဲ့လိုဆိုဆော့လို့ရတယ်ပဲထားရန်ကုန်မှာဆိုလို့ရှိရင်ဒါဒီကိုဂျူတာတယောက်ပဲကျန်တော့မှာဆိုတော့ဒီကိုဂျူတာကဒါကျွန်တော်တို့ယုံခြေစွမ်းကိုယုံလို့ရတယ်ဒါပေမဲ့သူ့ရဲ့ဒီကြားခံမှု level ကကျွန်တော်တို့ယုံရတဲ့အခြေအနေမျိုးမဟုတ်ဘူးဒီကိုဂျူတာဒီအမြဲတမ်းအချိန်မရွေးဒါဟိုပွဲတွေကနေပျောက်သွားနိုင်တယ်တပတ်နှစ်ပတ်သုံးပတ်ဒါတလားနှစ်လားစသဖြင့်ဒီကိုဂျူတာအချိန်မရွေးဒါပွဲမကစားနိုင်ဘူးဆိုတာဖြစ်သွားနိုင်တယ်ဒါကြောင့် Liverpool ရဲ့တိုက်စစ် line ဒီဟို Florian Wirtz ကိုပြန်ခေါ်ရတယ်ပဲထားကျန်ခဲ့၄ယောက်ပဲကျန်ခဲ့ပဲဆိုလို့ကျွန်တော်တေချာပေါ့မလုံတော့ဘူးဒီအတွက်တော့ Liverpool တင်းဒီကျန်တဲ့ကစားသမားဒီဒါဝင်လို့လက်စကဖရီကိုချီလာရတာရောင်းလိုက်မယ်ဆိုလို့ရှိရင် Liverpool နဲ့တေချာပေါက်တိုက်စစ်ကစားသမားတစ်ယောက်အနည်းဆုံးတစ်ယောက်ကိုတော့ပြန်ပြီးတော့ဝင်ရမယ်ဆိုတာတော့တေးကြတယ်ဒါကြောင့်လေဒီလိုချင်းတွေကြောင့်လေဒါအစ်ဆတ်တို့ဒါဟိုကို Ikitiki ရဲ့သတင်းတွေက Liverpool အသင်းနဲ့သူတော်လေးပုံမှာဒါကျဲလောင်နေတာဗျပုံမှန်ဆိုရင်ဒါ Florian Wirtz ကိုကစားသမားမျိုးခေါ်ပြီးသွားပြီ Liverpool အသင်းအနေနဲ့ဒါတန်တဲ့ဈေးကြီးရဲ့ဘယ်ကစားသမားနဲ့မှသတင်းထွက်စရာအကြောင်းမရှိတော့ဘူးဒါပေမဲ့ဘာကြောင့်အခုလိုချိန်မှာသတင်းတွေကကြဲလောင်ထွက်နေရလဲဆိုတော့ဒါဝင်လို့လည်းဒါခြေစာတို့ရဲ့အထွက်သတင်းတွေကြောင့် Liverpool နဲ့တေချာပေါက်တိုက်စစ်ကစားသမားတယောက်ကိုလိုအပ်တယ်ဒါအသင်းမှာဒါကြောင့်လေတိုက်စစ်ကတန်တွေကထွက်ဆိုတော့အစ်ဆက်ကိုတော့ Liverpool နဲ့ခေါ်ဖို့ကျွန်တော်ရဲ့အမြင်ရတော့မလွယ်ဘူး။ဘာကြောင့်လဲဆိုတော့ဒါနယူကာဆယ်အသင်းဒီဟိုကစားသမားရောင်းချမယ်အသင်းမဟုတ်ဘူး။သူတို့အသင်းကိုယ်တိုင်ကလည်းတော်တော်လေးကိုချမ်းသာတယ်ဒါ state owner တွေပိုင်တဲ့အသင်းမျိုးဆိုတော့ဒါ Man City တို့ဒါ PSG ကိုအသင်းဒီအသင်းတွေဆန်တော့ပို့ပြီးချမ်းသာတယ်ဆိုပြီးတော့သိရတယ်။ဒါကြီးတော့ထားပါတော့ပြောမယ်ဆိုလို့ရှိရင် Liverpool တို့ American ပိုင်ရှင်တွေပိုင်တဲ့အသင်းတွေလောက်တော့တနာတယ်သူတို့အသင်းရဲ့ financial status ဒီအများကြီး Liverpool တက်ပို့ပြီးတော့ချမ်းသာတဲ့အသင်းတွေဖြစ်တယ်။ဒါကြောင့်သူတို့အသင်းကိုငွေကြေးကအဲ့လောက်ကြီးအထူးကြားတဲ့ကိစ္စတခုပို့ဘူးပြီးတော့သူတို့အသင်းကိုယ်တိုင်ကလည်းဒါလက်ရှိ Champion League ဝင်ကစားခွင့်ရရှိတာဖြစ်တဲ့အတွက် Alexander Isak ကို Alexander Isak ရဲ့ဒါထွက်ချင်ပါတယ်ဆိုတဲ့စိတ်ကလည်းအဲ့လောက်ကြီးစဉ်းစားစရာတော့ဖြစ်ဆိုတော့ Alexander Isak နဲ့ Liverpool တင်းရဲ့အပြောင်းအရွှေ့ကဘယ်လိုဖြစ်နိုင်လဲဆိုတော့ကျွန်တော်အမြင်ရပြောရမယ်ဆိုလို့ရှိရင်ဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်တော့မှ Liverpool တင်းကတိုက်စစ်ကစားသမားတယောက်ထပ်မခေါ်တော့ဘဲနဲ့ဒါ Alexander Isak ကိုဆက်ပြီးတော့စောင့်မယ် Alexander Isak က Newcastle နဲ့တူတာဒီရာဒီ Champion League ဝင်အစား Champion League အစပိုင်းကိုကန်ဆိုတော့လာမယ့်အပြောင်းအရွှေ့မှာဆိုလို့ရှိရင်ဒါ Champion League ကလည်းဒါအနေအထားတစ်ခုလောက်ထိပြီးသွားပြီအဲ့ခါတော့ကျရင် Newcastle တင်းကနောက်ဆင့်ကိုတက်မှာလားပြုတ်သွားမှာလားစသဖြင့်အခြေအနေတွေမှာရှိနေနိုင်တယ်ဆိုတော့အဲ့လိုအခြေအနေတွေမှာဒါ Alexander Isak ကိုကောက်ပြီးတော့ဒါခေါ်လိုက်တာမျိုးတွေလည်းရုပ်ပေါင်းလုပ်လို့ရဒါက Alexander Isak နဲ့ Liverpool တင်းနေတာအပြောင်းအရွှေ့ဖြစ်လာမယ်လို့ဆိုတော့လက်ရှိဒီအပြောင်းအရွှေ့မှာဖြစ်ဖို့ကတော့တော်တော်လေးကိုမလွယ်ဘူးလို့ကျွန်တော်ထင်တယ်ဒါ FSG ကဒါ Isak တာပြောင်းလာမယ်လို့ရှိရင်ဘယ်လောက်လဲတွေပါတယ်ဒါမျိုးတွေကညှော်တဲ့သတင်းတွေကသိလားအဲ့လောက်ကြီးမယုံအောင်ကျွန်တော်တော့မဟုတ်ဘူးလို့ထင်တယ်ဆိုတော့ဒါ Isak မဟုတ်ဘဲနဲ့ဒါဘယ်ကစားသမားလဲ Hugo Ekitike လား Hugo Ekitike ကတော့ဒါ Frankfurt ကပေါင်တန်း100တောင်းတယ်ဆိုတဲ့သတင်းတွေကတော့ဒါကြည်ကြလောင်ထွက်နေတယ်ဆိုပေမဲ့ဒါ Liverpool နဲ့ဈေးသွားညှိလို့တော့ဒါရမှာပဲဒါပေမဲ့သူ့ကိုလိုချင်နေတဲ့အသင်းတွေကလည်းအများကြီးပဲရှိတယ်ဗျာဒါကြောင့်ဟို Frankfurt ကလည်းတော်တော်နဲ့တော့ဈေးပေါ်နေတော့ရောင်းမှာမဟုတ်ဘူးဒါကြောင့်ကျွန်တော်စောင့်ကြည့်ရမှာကတိုက်စစ်မှာ Liverpool တင်းမှာဒါတခြား surprise ဒါဘယ်လိုပြောမလဲ target တွေရှိနေတာကိုကျွန်တော်တို့မသိတဲ့ဒါသူတို့လျှို့ဝှက် target တွေရှိနေလားဥပမာ Benjamin Sesko ဆိုလို့ရှိရင်လက်ရှိချိန်ဒီဘယ်အသင်းကိုပြောင်းလို့ပြောမှမသိသေးဘူးဒါ Victor Gyökeres ဆိုလို့ရှိရင်လည်းလက်ရှိချိန်ထိဒါဘယ်အသင်းကိုပြောင်းလို့ပြောမှမသိသေးဘူးကျွန်တော်ရဲ့အမြင်အရ Victor Gyökeres ဒီမဟုတ်ဘူး Liverpool အသင်းရဲ့ standard မဟုတ်ဘူးဘာလို့လဲဆိုတော့ကစားသမားအသက်ကြီးနေပြီညာ26နှစ်ကျော်နေဆိုတော့ဒီကစားသမားကို Liverpool အသင်းကခေါ်မယ်လို့တော့ကျွန်တော်မထင်ဘူးဒါပေမဲ့ Benjamin Sesko ကစားသမားမျိုးဆိုလို့ရှိရင် Liverpool အသင်းဒါစဉ်းစားသွားနိုင်တယ်ဆိုတော့အခြေအနေမျိုးတော့ရှိတယ်ဆိုတော့သူလက်ရှိပေါက်နေတဲ့ဈေးပါညာကလည်း Liverpool နဲ့ affordable တက်နိုင်တယ်လို့ကျွန်တော်မြင်ဆိုတော့ဒါကြောင့် Liverpool တက်မှာလား surprise target တွေများရှိနေမလားဒါမျိုးတွေကိုကျွန်တော်ဆက်လက်စောင့်ကြည့်ရမှာလည်းဖြစ်တယ် Alexander Isak နဲ့ Liverpool တင်းနေကဒါလုံးဝနောက်ထပ် British စံချိန်တွေပြောင်းရွှေ့ခြင်းဘောလုံးလောကရဲ့စံချိန်တွေပြောင်းရွှေ့ခြင်းတစ်ခုကိုလည်းLiverpool နဲ့ထပ်ပြီးတော့တောင်းအောင်မယ်လို့တော့ကျွန်တော်မထင်ဘူးအဲ့ဒီအစားအသာHugo Ekitikeကိုဈေးသွားညှိရပဲဖြစ်ဖြစ် Benjamin Sesko လိုတိုက်စစ်ကစားသမားကိုဈေးသွားညှိရပဲဖြစ်ဖြစ်Liverpool နဲ့ဒါလှုပ်သွားနိုင်တယ်လို့တော့ကျွန်တော်ထင်ဆိုတော့ဒါလက်ရှိအချိန်ဒီပြောင်းရွှေ့တွေကိုကြည့်မယ်ဆိုလို့ရှိရင်Liverpool တင်းဒီယာဒီ transfer ကတော့ကျွန်တော်တို့ကတော့တော်တော်လေးကိုအားရကျင်တဲ့စရာကောင်းနေဆိုတော့တေးကြတယ်ဗျာဆိုတော့ဒါ brother တို့ကတော့ဒါဒီပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ဒါဒီယာဒီဒါLiverpool တင်းအခြေအနေဘယ်လိုမြင်လဲပြီးတော့အကယ်၍ဒါ Darwin Núñez နဲ့ဒါ
ဒါ Federico Chiesa ထွက်သွားမယ်ဆိုလို့ရှိရင်ဒီပေါ်ပူတင်ဘလို့တိုက်စစ်ကစားသမားကိုပြန်ပြီးတော့အစားထိုးသွားနိုင်တယ်လို့ထင်တယ်ဆိုတော့စတဲ့အမြင်လေးရှိလို့ဒီ comment မှာဝင်ရောက်သုံးသပ်ခဲ့ကြပါဦးကျွန်တော်ရဲ့ channel လေးကိုဒါ Facebook ကကြည့်ရဆိုရင် follow YouTube ကကြည့်ရဆိုရင် subscribe လုပ်ခဲ့ပေးကြပါဦးကျွန်တော်နောက်ထပ် video တွေမှာပြန်ပြီးတော့တွေ့ကြ